အားလုံးပဲမင်္ဂလာပါဗျာနော်ကိုရီးမားအားလုံးမင်္ဂလာပါဗျကိုပြဗီဒီယိုပိုင်းလေးကနေကိုရီးမားအားလုံးမင်္ဂလာပါလို့ကြိုဆိုလိုက်ပါတယ်ဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့ရဆိုတဲ့မိတ်ဆွေတွေအားလုံးမင်္ဂလာရှိတဲ့ညချမ်းလေးမိနစ်လေခင်းပါဗျမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေနော်လိုက်ရှိုးလေးကတော့မလွင့်တော့ဘူးဗျအကောက်လေးတွေပန်းနေရဖြစ်တဲ့အတွက် like ကတော့မလွင့်ဖြစ်တော့ဘူးဗျနော်အကောက်လေးပဲပန်းတာဖြစ်တဲ့အတွက်ဗီဒီယိုပိုင်းလေးပဲတင်ပေးလိုက်မယ်ကိုရီးမားအားလုံးပဲဗီဒီယိုပိုင်းလေးကိုပဲအားပေးကြပါဗျနော်နောက်ရက်ဒီမှာတော့ကျွန်တော် like လေးတွေပုံမှန်ပြန်လွှင့်ပေးမယ်ပေါ့ပြောချင်တာတော့နောက်ရက်ဒီမှာ like လေးတွေပုံမှန်ပြန်လွှင့်ပေးမယ်ဒီရက်ကတော့ကျွန်တော်တို့မျိုးတွေအားလုံးပဲကျွန်တော် like မလွှင့်နိုင်ဘူးပေါ့ဗျာနော်အကောက်တွေမရှိတော့ဗီဒီယိုပိုင်းလေးပဲတင်ပေးလိုက်တယ်မျိုးတွေအားလုံးပဲဒီရက်ကတော့ဗီဒီယိုပိုင်းလေးပဲတင်ပေးလိုက်တယ်ဗီဒီယိုပိုင်းလေးတင်ပေးတာဖြစ်တဲ့အတွက်အားလုံးပဲဗီဒီယိုပိုင်းလေးကိုပဲအားပေးကြပါဗျနော်ဗီဒီယိုပိုင်းလေးကိုအစားနဲ့အလဲအစုံပြီးဆုံးနိုင်အောင်တော့ကြည်ပြီးဖို့မြတ်တာရက်ခိုင်းတယ်ဟာပြီးတော့ဆိုတော့ကိုကြီးမိတ်ဆွေတွေအားလုံးပဲကောက်ရီရဘန်းနေရလေနော်ကောက်ရီရဘန်းနေရလည်းဖြစ်တဲ့အတွက်အားလုံးကိုအနုညတောင်းပန်တာပေါ့ဗျာနော်မြတ်တာရက်ခိုင်းတာပေါ့ပြောချင်တာကကိုကြီးမိတ်ဆွေတွေအားလုံးပဲကိုကြီးအမအရင်ပေါ့နော်အဲ့ဒီကောက်လေးကိုလည်းအားပေးပါသူကတော့နေကင်းမှာကျွန်တော်မျိုးတွေအားလုံးပဲ2နာရီအတိမှာသူကလွှင့်နေမယ်ဗျာနော်2နာရီအတိမှာသူကလွှင့်မှာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲသူ့ကိုလည်းအားပေးပါအောင်ဗျသူ့ကိုလည်းအားပေးကြဖို့မြတ်တာရက်ခံပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အမအရင်ဖြစ်တဲ့အတွက်လည်းကျွန်တော်အားပေးလို့ကျွန်တော်အမကိုလည်းအားပေးပါကျွန်တော်ကိုချစ်တယ်လို့ကျွန်တော်အမကိုလည်းချစ်ပေးပါဖို့မြတ်တာရက်ခံနေနော်တကယ်အားပေးမယ်ဆိုတဲ့မိတ်ဆွေလေးတွေလိုက်ချိုးလေးပြီးရင်ကျွန်တော်ကွန်မိုင်ထဲမှာကျွန်တော်အမနေကင်း2နာရီမှာလွှင့်မဲ့အကောက်လေးကိုကျွန်တော်ပင်လေးတောက်ပေးပါမယ်နော်ကိုရီမိုင်းအောင်လုံးမဲ့နေကင်း2နာရီမှာလွှင့်မဲ့အကောက်လေးကိုကျွန်တော်ပင်တောက်ပေးပါမယ်အခုဗီဒီယိုပိုင်းလေးကကိုရီမိုင်းအားလုံးအတွက်ကိုလာရောက်လိုက်လွှင့်ပေးခြင်းတဲ့ဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်နော်ညနေမှာပတ်မဲ့ပတ်တီးလေးကိုလည်းကိုပြည့်ဘက်ကနေပြောပေးမယ်အားလုံးပဲဝင်လာခဲ့ပါဗျာနော်ညနေမှာပတ်မဲ့ပတ်တီးလေးကိုကိုရီမိုင်းအားလုံးတစ်ခါတည်းပြောခဲ့မယ်အားလုံးပဲတယောက်မကြံလေးဝင်လာခဲ့ပါဘာဖြစ်လဲဆိုတော့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲညနေအတွက်ကိုကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်ရဲ့အကြိုက်ဆုံးကဏ္ဍလေးတွေရှိပါတယ်ဗျာနော်ညနေမှာကျွန်တော်အကြိုက်ဆုံးကဏ္ဍလေးဆိုလည်းရှိတယ်အကြိုက်ဆုံးပတ်တီးလေးဆိုလည်းရှိတယ်ဗျာကိုပြည့်မိတ်ဆွေတွေအားလုံးပဲကျွန်တော်ရဲ့အကောက်ကိုအားပေးတယ်လို့ကျွန်တော်ရဲ့အမအကောက်ကိုလည်းအားပေးဖို့မေတ္တာရက်ခံပါတယ်ဗျာနော်ဗီဒီယိုပိုင်းလေးကိုလည်းအစားအနေအလဲအစုံပြီးဆုံးနိုင်အောင်ကြည့်ပေးဖို့မေတ္တာရက်ခံနေကြော်မသွားပါနဲ့ဗျဘာဖြစ်လို့လဲဆိုတော့ကိုရီမိုင်းအားလုံးအကျိုးရှိအောင်လို့ပေါ့နော်လိုက်ရှိုးလေးကတော့မလွှဲတော့ပါဘူးဗီဒီယိုပိုင်းလေးပဲတင်ပေးပါတယ်ဗျအကောက်တွေကတော့လွှင့်ရမရှိတော့လို့ပါဗျာနော်မျိုးတွေအားလုံးပဲကောက်တွေလွှင့်ရမရှိတော့တာဖြစ်တဲ့အတွက်လည်းပါပါတယ်ပေါ့နော်မျိုးတွေအားလုံးပဲအားလုံးပဲညနေမှာပတ်မဲ့ပတ်တီးလေးကိုပြောပေးမယ်ညနေမှာကျွန်တော်အကြိုက်ဆုံးပတ်တီးကတော့ညနေမှာချင်းမိတ်ဆွေတွေအားလုံးပဲ9ပတ်တီးပါဗျာနော်ညနေမှာအကြိုက်ဆုံးပတ်တီးကတော့9ပတ်တီးပါ9နဲ့ပတ်သက်ပြီးကစားမယ်ကနန်းလေးတွေပြောပေးမယ်9နဲ့ပတ်သက်ပြီးတော့9တဲ့နဲ့မှ2ကဲ9တဲ့နဲ့မှ9နှစ်ကဲ9တိကဲပါဗျာနော်9နှစ်ကဲ9တိကဲကိုရီမိုင်းအားလုံးပဲ9နှစ်9တိကိုရီမိုင်းအားလုံးပဲ9နှစ်ကဲ9တိကဲနော်80ရဲ့ခွန်တိကဲပဲဖြစ်ပါတယ်ဗျ9နှစ်ကဲ9တိကဲ80ရဲ့ခွန်တိကဲပဲဖြစ်ပါတယ်နော်ကိုရီမိုင်းအားလုံးပဲကန်ကောင်းကြပါသည်အဆင်ပြေကြပါသည်ဗျာနော်မွေးကနန်းအနေနဲ့ကတော့ခွန်4ခွန်6 4ခွန်4 6ပဲဖြစ်ပါတယ်နော်ခွန်4ခွန်6 4 6ပဲဖြစ်ပါတယ်ကိုရီမိုင်းအားလုံးပဲကန်ကောင်းကြပါသည်အဆင်ပြေကြပါသည်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းလေးတွေကိုနေ့လည်ခင်းကိုပိုင်ဆိုင်နိုင်ကြပါသည်အားလုံးပဲတက်တာပါဗျာနော်